အားလုံးပဲမင်္ဂလာပါဗျ။အာကာ easy ဒေတာနဲ့တကယ်ချင်းတို့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ရဲ့အခမဲ့ဝရဒန်အခြေခံတိခတ်လေးတွေကကျွန်တော်ရှေ့မှာသင်ပေးခဲ့တာ lesson 25လေးရောက်သွားပြီပေါ့နော်။အခုတခါကျွန်တော် lesson 26လေးကိုသင်ရမှာဖြစ်ပါတယ်။ကျွန်တော်ရှေ့မှာသင်ပေးခဲ့တဲ့ခေါ်တွေက10ခုရှိတယ်ပေါ့နော်။10ခုကျွန်တော်တို့ဒီခေါ်ဒေါင်းနဲ့ကျွန်တော်တို့1 2 3 4ပုံစံလေးနဲ့ကျွန်တော်တို့လေ့ကျင့်ခဲ့ကြတယ်။ဒီခေါ်လေးတွေကကျွန်တော် C ရဲ့ E minor F G ပြီးရင် E A A minor D minor ပေါ့နော်ဒီခေါ်ရှိခုကိုကျွန်တော်တို့1 2 3 4ဒီပုံစံလေးနဲ့ကျွန်တော်တို့ဒေါင်းနဲ့လေ့ကျင့်ခဲ့ကြပြီဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့သင်ပေးခဲ့တာအရှိမခေါ်နှစ်ခုကြံသေးရပေါ့နော်အဲဒီခေါ်လေးက D ရဲ့ B minor ရေပေါ့နော်ဒီ D ရဲ့ B minor ရေကိုကျွန်တော်တို့အရှိမအသုံးရတဲ့ခေါ်နှစ်ခုနဲ့ပြန်ပေါင်းပြီးတော့ဒီခေါ်လေးခုကိုကျွန်တော်နောက်ထပ် position ပုံစံမျိုးနဲ့ကျွန်တော်ဒီရမှာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဘယ်လိုလေးဖြစ်သွားမလဲဆိုရင် C ရဲ့ G ရဲ့ D ရဲ့ B minor ရေပေါ့နော်ဒီလေးခေါ်ကိုကျွန်တော်တို့1 and 2 and 3 and 4 and ဒီပုံစံလေးလေ့ကျင့်ရမှာဖြစ်တယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ရှိမှာလေ့ကျင့်ခဲ့တဲ့ဒီခေါ်ရှိခုတွေက C နဲ့ G နဲ့ကိုကျွန်တော်ဆွဲထုတ်ပြီးတော့D ရဲ့ B minor တွေကိုပေါင်းပြီးလိုက်တာဖြစ်တယ်ပေါ့နော်ဒီခေါ်တွေက C နဲ့ G နဲ့အရင်အသုံးများတယ်ပေါ့နော်အရန်သုံးများတဲ့အတွက်ကျွန်တော်ဆွဲထုတ်ပြီးတော့ကျွန်တော်ပြန်ပေါင်းပြီးတော့လေ့ကျင့်တာဖြစ်တယ်ပေါ့နော်တကယ်ချင်းတို့ကအခု lesson 25ကိုလေ့ကျင့်တယ်ဒီနေ့မှာကျွန်တော် lesson 25ကိုသင်ပေးလိုက်တယ်ဒီနေ့လေ့ကျင့်တယ်နောက်နေ့မှာ lesson 26ကိုသင်ပေးလို့တကယ်ချင်းတို့ထပ်ပြီးတော့လေ့ကျင့်တယ်ပေါ့နော်ပထမတစ်ခုကိုကျွန်တော်တို့အချိန်ပေးပြီးတော့ကျင်းနေတဲ့ပြောင်းလေ့ကျင့်မယ်ပြီးတော့မှကျွန်တော်နောက်ထပ် lesson တစ်ခုကိုထပ်ပြီးတော့တက်တယ်ပေါ့နော်ဒီပုံစံတိုင်းလေးနဲ့ကျွန်တော်တို့လေ့ကျင့်ကြမယ်ပြီးလို့ရှိရင်လေ့ကျင့်တဲ့နေရာမှာမထုံလုံးလေးနဲ့လေ့ကျင့်မယ်ပေါ့နော်ဒါမှကျွန်တော်တို့စီးချက်ညီကြလေးနဲ့စီကန့်ရှိတီးတက်မှာဖြစ်တယ်ပေါ့နော်အဲ့လိုမထုံလုံးနဲ့ဖွင့်ပြီးတော့လေ့ကျင့်လို့ရှိရင်ကျွန်တော်နောက်ပိုင်းသချင်းတီးတဲ့ခါကျလို့ရှိရင်အဝင်ထွက်တွေမှာကျွန်တော်တိုင်မင်တွေလွဲသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဒီလေ့ကျင့်တဲ့အခါမှာလည်းမထုံလုံးလေးကိုဖွင့်ပြီးတော့လေ့ကျင့်ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ကဒီ80နဲ့ပဲတီးပြတယ်ပြီးလို့ရှိရင်တကယ်ရင်းတို့က80 90 100အဲ့လိုတူပြီးတော့တီးပါပါနော်မြန်မြန်လေးပို့တီးနိုင်လေးပို့ပြီးတော့ကောင်းနေဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်သင်ပေးမယ် C ရဲ့ G ရဲ့ D ရဲ့ဒီ B minor ခေါ်လေးကိုကျွန်တော်တို့1 and 2 and 3 and 4 and ဒီပုံစံတိုင်းလေးလေ့ကျင့်ကြမယ်မထုံလုံးလေးကိုကျွန်တော်ထုံးစံတိုင်း80ဖွင့်လာမယ်တကယ်ချင်းတို့အခုမှစတီးမယ်ဆိုလို့ရှိရင်မထုံလုံးလေးကို60 65 80ဒီဝင်းကျင်လေးနဲ့တီးလို့ရတယ်ပေါ့နော်ဖြည်းဖြည်းလေးလေ့ကျင့်မယ်ဖြည်းဖြည်းနဲ့ပုံမှန်လေးလေ့ကျင့်မယ်တို့စိတ်ရှည်ရမှာဖြစ်တယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်မထုံလုံးလေးနဲ့3ခေါက်လောက်တီးကြည့်မယ်ကျွန်တော်နဲ့လိုက်ပြီးတော့လေ့ကျင့်ပါမထုံလုံးလေးဖွင့်ပြီးတော့လေ့ကျင့်မယ်ပေါ့နော်1 2 3 4 1 2 and 3 and 4 and 1 and 2 and 3 and 4 1 and 2 and 3 and 4 and 1 and 2 and 3 and 4 1 2 3 4 1 2 3 C ရဲ့ G ရဲ့ D ရဲ့ B minor ရေကိုကျွန်တော်တို့3ခေါက်တီးပြီးတော့လေ့ကျင့်သွားတာဖြစ်ပါတယ်။1 2 1နဲ့မရေတော့ချင်းဘူး1ဆိုလို့ရှိရင်လည်းရတယ်နော်1 2 3 4ကျွန်တော်1 2 3 4ဆိုတာတတိမှာရက်ချက်4ချက်ရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်4 4တိုင်မင်ကိုခေါ်တာဖြစ်ပါတယ်။ဒီ4 4တိုင်မင်နဲ့ကျွန်တော်တို့လေ့ကျင့်သွားတာအခုဒီ1 2 3 4ဒီလိုလည်းရေတွက်လို့ရတယ်လို့1 and 2 and 3 and 4 and နဲ့လည်းကျွန်တော်ရေတွက်ပြီးတော့ပြီးခတ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကဒီ lesson လေးမှာဒါကိုလေ့ကျင့်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်ရှေ့ရခေါ်တွေကိုလည်းပြန်ပြီးတော့လေ့ကျင့်ပေးရမှာဖြစ်တယ်ပေါ့နော်ဒီခေါ်တွေအကုန်လုံးကိုကြည်ကြည်နည်းနည်းဖြစ်အောင်ကျွန်တော်မှုန်နောက်ပြီးတော့တီးခတ်ပြီးတော့ကိုကကြည့်စရာမလိုဘဲနဲ့ပေါ့နော်ဒီကျွန်တော်ဒီ flat and UD ဘက်လက်ကိုကြည့်စရာမလိုဘဲနဲ့ကျွန်တော်တို့လူကမျက်နှာလွှဲပြီးတော့တီးနိုင်လို့ရတဲ့အနေအထားရောက်တဲ့အထိကျွန်တော်တို့လေ့ကျင့်ရမှာဖြစ်တယ်ပေါ့နော်ပြီးရင်ဒီဘက်ခတ်တဲ့လက်ကိုလည်းမကြည့်ဘဲနဲ့ပေါ့နော်လေ့ကျင့်ရမှာဖြစ်တယ်ပေါ့နော်ဒါမှကျွန်တော်တို့ကကိုယ်ကိုတိုးတက်အောင်လုပ်အောင်မှာဖြစ်တယ်ပေါ့နော်ဒါကြီးကိုအများနဲ့ကြည့်ပြီးတော့တီးနေမယ်ဆိုလို့ရှိရင်ဒါကြီးအကျင့်ပါပါဘူးနော်လုံးဝမကြည့်ဘဲနဲ့လေ့ကျင့်ပါတကယ်ချင်းနေဒါ26ရဲ့သင်ခန်းစာလေးကဒါလေးပဲဖြစ်ပါတယ်
ကျွန်တော်တို့ C ရဲ့ G ရဲ့ D ရဲ့ B minor တွေကိုတကယ်ချင်းတို့လေ့ကျင့်ထားပြီးပါဒါလေးကိုကျွန်တော်လည်းနောက်ထပ်3ခေါက်လောက်ထပ်တီးမယ်အထုံးလုံးလေးကိုကျွန်တော်တို့80လောက်ထားပြီးတော့တီးမယ် 3 ဒါကျွန်တော်တို့ C ရဲ့ G ရဲ့ D ရဲ့ B minor ရဲ့ဖြစ်တယ်ပေါ့နော်ဒါလေးကိုတကယ်ချင်းနေလေ့ကျင့်ထားပြီးပါဒါ lesson 26ရဲ့သင်ခန်းစာလေးဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ lesson 29မှာပါလေးသင်မယ်ဆိုတော့ကျွန်တော်လည်းဒီတွေးကြမယ်တကယ်ချင်းနေအားလုံးဆင်ပြေကြပါစေ